တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA 10 နှစ်ပြည့်နှစ်ပတ်လည်နေ့ခမ်းနားကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ရှိမြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘိုးဌာန1 MICC 1မှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မိန့်ခွန်းပြောကြားပါတယ်။အခမ်းအနားသို့ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေကော်မရှင်အတွင်းရေးမှူးတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်အဖွဲ့ဝင်များပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များကာကွယ်ရေးဦးစီးချုပ်ရုံးကြီးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဒုတိယဝန်ကြီးများနိုင်ငံတော်ယာယီသမ္မတ၏အကြံပေးပုဂ္ဂိုလ်များနိုင်ငံရေးပါတီများဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များတိုင်းဒေသနက်ကိုင်ဖွဲ့စည်းများမှခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့ကြတဲ့ပြည်တွင်းပြည်ပအသီးသတ်များ NCA ညှိနှိုင်းဆွေးနွေးစဉ်ကပါဝင်ခဲ့ကြတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဘိုးကော်မတီ UPCC NSPNC ကိုယ်စားလှယ်များနှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့မှတာဝန်ရှိသူများပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်များပြစ်ခတ်တိုက်ခိုက်မှုရဲစဲဆိုင်ရာပူးတွဲစောင့်ကြည့်ကော်မတီ GMC မှတာဝန်ရှိသူများအိန္ဒိချင်းနိုင်ငံများ၏အထူးကိုယ်စားလှယ်များနိုင်ငံခြားတန်တမန်များတိုင်းသားကိုယ်စားလှယ်များတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများနှင့်နိုင်ငံရေးပါတီများနိုင်ငံတကာဖွဲ့စည်းများမှကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတိုင်းသားယဉ်ကျေးမှုဖွဲ့များတက်ရောက်ကြပါသည်ရှေးဥစွာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကော်မရှင်အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေတိုင်းသားခေါင်းဆောင်များဖြစ်ကြတဲ့စောမှုတုစေဖိုဦးဇိုဇန်နှင့်ဆိုင်းထွန်းကြည်တို့ကတိုင်းသားများနှင့်အတူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA 10 နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုဖဲကျူးဖြတ်ဖွင့်လှစ်ပေးကြပါသည်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA 10 နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားဆိုင်းဘုတ်ကိုစက္ကန့်နှိပ်၍ဖွင့်လှစ်ပေးခဲ့ပါသည်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများကငြိမ်းချမ်းရေးတစ်ပင်မှာငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ပတ်သက်ပြီးသဘောထားအမြင်များကိုကိုယ်တိုင်ရေးသားပြီးချိတ်ဆွဲကြပါသည်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌနှင့်အခမ်းအနားသို့တက်ရောက်လာကြတဲ့ဧည့်သည်တော်များဟာ MICC 1 lobby မှာခင်းကျင်းပြသထားတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ် NCA 10 နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းများကိုစိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြပါသည်
ဆက်လက်ပြီးအခမ်းအနားဒုတိယပိုင်းကို MICC1 ကြောက်စိမ်းခမ်းမမှာဆက်လက်ကျင်းပရာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို LED animation ဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားစုပေါင်းအလေးပြုကြပါတယ်။ အဲဒီနောက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုဖော်ကျူးထားသည့်ငြိမ်းချမ်းခေတ်မီပြည်သစ်စီတေးသချင်းကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှအနုပညာရှင်ဝန်ထမ်းများကဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် NCA ပေါ်ပေါက်လာပုံနှင့်ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပုံဖော်ထားသည့် NCA မှသည်ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးဖြင့်အနာဂတ်ကိုပုံဖော်မည်ဗီဒီယိုကလစ်ကိုပြသခဲ့ပါတယ်။ အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ် NCA 10နှစ်မြောက်နှစ်ပတ်လည်နေ့ဆိုင်ရာမိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကဖြည့်စွက်ပြောကြားရာမှာဒီငြိမ်းချမ်းတဲ့ NCA နဲ့ပတ်သက်ပြီးတော့ဆက်ပြီးနေတယ်ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလေးပေါ့လေကျွန်တော်လည်းရတာ89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2028ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများပြည့်ဝခံစားရလဲပေါ့လူလာရကြတဲ့ပယောဂမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းသားပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင်
တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံများနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်ကိုယ်နဲ့အင်အားတူတဲ့ကိုယ်နဲ့လူကြီးအပြင်တူညီတဲ့အကြံအပြင်တူညီတဲ့စီဝါရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်လို့ဆိုကျွန်တော်တို့နောက်ကျကြံခဲ့တော့ဒါတွေ့နိုင်ပါတယ်ဒါပါလဲဆိုရင်တော့ပြည်တွင်းပြည်ပဘယောကအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလိုဖြစ်လာခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ပါတယ်အဆိုးဆုံးတော့အားနည်းချက်ရှိစေတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေထဲမှာအသိပညာအတတ်ပညာအတိုင်းပညာအားနည်းနေတာဆိုတာလေကျွန်တော်တို့တွေ့ပါဒါလည်းလူရည်နဲ့အိမ်เจ้าစာတကောင်စင်းကောက်တဲ့အချိန်မှာဒီမှာအကုန်လုံးပေါ်ပါတယ်ဒီချက်လေးတွေကြည့်ပဲဆိုရင်ဒါသင်ခန်းစာဒါကြီးမားစွာကျွန်တော်တို့ပေးထားတာကိုကျွန်တော်တွေ့ပါတယ်အဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကဆက်လက်ပြောကြားရမှာမိမိတို့နိုင်ငံမှာလွတ်လပ်ရေးရပြီးစားမှဒီနေ့အထိခေတ်အမျိုးမျိုးစနစ်အမျိုးမျိုးကြုံခဲ့ရကြောင်းပြီးခဲ့တဲ့ငြိမ်းချမ်းညီလာခံမှာမိမိပြောကြားခဲ့တဲ့ကဲ့သို့ရှင်ကြီးဝမ်းလဲဝင်ခဲ့ပြီးရှင်ငယ်ဝမ်းလဲဝင်ခဲ့ပြီးဖြစ်ကြောင်း1988ခုနှစ်ဒီမိုကရေစီတောင်းဆိုမှုလှုပ်ဆောင်တဲ့အချိန်မှာပြည်သူများအနေနဲ့ပါတီစုံဒီမိုကရေစီကိုလမ်းကြောင်းအပေါ်ရှောက်လန်းလိုသည်ဟုတောင်းဆိုခဲ့ကြခြင်းကြောင့်ပြည်သူများရဲ့စံတားနဲ့အညီ2011ခုနှစ်မှာပြည်သူများလိုလားတောင်းတလျက်ရှိတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်ရေးတပ်မတော်အနေဖြင့်ဆောင်ရွက်ပေးခဲ့ကြောင်းတစ်ဖက်မှာလည်းပါတီစုံဒီမိုကရေစီထက်ပြည့်စုံတဲ့ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်ခဲ့ကြောင်းတပ်မတော်အနေဖြင့်ဦးဆောင်၍ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းအဆိုပါအချိန်ကဖြစ်ပေါ်ခဲ့တဲ့အခြေအနေများဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ခြင်းဖြစ်တာကြောင့်ယခုအချိန်မှာပြုပြင်ရန်လိုအပ်ချက်များရှိတာကိုမိမိအနေဖြင့်နားလည်ပါကြောင်းဒါကြောင့်2021ခုနှစ်မိမိတို့အစိုးရနိုင်ငံတော်တာဝန်ယူပြီးတဲ့အချိန်မှာတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများနိုင်ငံရေးပါတီများတွဲဆုံတိုက်တဲ့ပုဂ္ဂိုလ်များနဲ့မိမိကိုယ်တိုင်တော်၎င်းမိမိရဲ့ကိုယ်စားလှယ်များနှင့်တော်၎င်းအကြိမ်ကြိမ်တွဲဆုံဆွေးနွေးပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်အချို့သဘောတူညီချက်များကိုပေးခဲ့ပါကြောင်းမိမိရဲ့ဆန္ဒမှာတိုင်းပြည်အေဂျင့်ပြီးတိုးတက်တဲ့တိုင်းပြည်ဖြစ်စေလိုပါကြောင်းနောက်ကျကြံခဲ့ရသည်များကိုသုံးသပ်ရန်လိုကြောင်းဒါကြောင့်မိမိတို့အနေနဲ့ဖြစ်နိုင်သည်များကိုလှုံ့ဆော်ပေးလျက်ရှိပြီးတိုင်းရင်းသားများနဲ့သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့်လည်းဖြစ်နိုင်သည်များကိုသာပြောကြားဖို့နဲ့လှုံ့ဆော်ကြရန်လိုကြောင်းမဖြစ်နိုင်သည်များကိုပြောကြားဆောင်ရွက်နေ၍မရကြောင်းအားလုံးကဥတီချက်မှန်ကန်စွာဖြင့်လှုံ့ဆော်ကြရန်လိုပါကြောင်းဒါဖြင့်တိုင်းသားများနဲ့ပတ်သက်ပြီးလေတောင်းဆိုချက်များဆောင်ရွက်သည့်အခါမှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွှတ်တော်မှဆောင်ရွက်ခြင်းဟာအကောင်းဆုံးဖြစ်ပါကြောင်းဒါကြောင့်မိမိအနေဖြင့်အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီးစဉ်းစားဆောင်ရွက်တဲ့အခါမှာအချိုးကျကိုစားပြုစနစ်သွားရန်ဆောင်ရွက်ခဲ့ပါကြောင်းဒါကြောင့်လာမယ့်ရွေးကောက်ပွဲအားရွေးကောက်ပွဲပုံစံပြောင်းရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီလိုဆောင်ရွက်ခြင်းမှာလေနိုင်ငံရေးပါတီအားလုံးရဲ့သဘောတူညီမှုများဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲဝင်ရန်အတွက်လက်ရှိအချိန်မှာစာရင်းပေးထားတဲ့နိုင်ငံရေးပါတီ58ပါတီရှိပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ6ပါတီတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ51ပါတီရှိကြောင်းဝင်ရောက်ရှင်ပြိုင်ရန်စာရင်းပေးထားတဲ့ကိုယ်စားလှယ်လောင်း9000ကျော်ရှိကြောင်းဒါကြောင့်ရွေးကောက်ပွဲဟာအားကောင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်မယ်လို့လည်းပြောကြားလိုပါကြောင်းပြီးခဲ့တဲ့ရွေးကောက်ပွဲ3ရက်မှာအတွေ့အကြုံရမဲလက်မှတ်များဖြင့်ပေးခြင်းနဲ့ကြိုတင်မဲများပေးခြင်းကြောင့်မဲမတမာမှုနဲ့မှားယွင်းမှုများဖြစ်ပေါ်ခဲ့ပါကြောင်းဒါကြောင့်မဲမတမာမှုများဆောင်ရွက်၍မရနိုင်တဲ့မြန်မာ electronic မဲပေးဆက် MEVM များဖြင့်စင်တာမဲများပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားပါကြောင်းအဲ့ဒီလိုဆောင်ရွက်ခြင်းကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့မိမိအနေဖြင့်ယုံကြည်ပါကြောင်းရွေးကောက်ပွဲပထမအကြိမ်မှာ102မြို့နယ်ဒုတိယအကြိမ်မှာမြို့နယ်100ဆောင်ရွက်မှာဖြစ်ပါကြောင်းကြန့်ရှိတဲ့မြို့နယ်များအားတတိယအကြိမ်ဖြစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအကြောင်းအမျိုးမျိုးကြောင့်အချို့နေရာများမှာရာနှုန်းပြည့်ရွေးကောက်ပွဲဆောင်ရွက်နိုင်မှာမဟုတ်ပါကြောင်းရခိုင်ကကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ3ရက်လုံးမှာလည်းရာနှုန်းပြည့်ကျင်းပနိုင်ခဲ့မှုမရှိပါကြောင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အကြောင်းအမျိုးမျိုးကြောင့်ကြန့်ရှိနေတဲ့မြို့နယ်များမှာလည်းနောင်လာမဲ့အစိုးရအနေနဲ့ကြားပြတ်ရွေးကောက်ပွဲကာလမှာဆက်လက်ပြီးဆောင်ရွက်သွားရန်စဉ်းစားထားပါကြောင်း
အဓိကအားဖြင့်မိမိတို့နိုင်ငံအနေနဲ့ပြည်သူများကရွေးချယ်ထားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရပ်တည်နိုင်ရန်လိုအပ်ပြီးတပ်မတော်အနေနဲ့ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်ကိုတည်ဆောက်ရမှာထဲသွင်းစဉ်းစားရမယ့်အချက်များမှာနိုင်ငံတော်၏တမိုင်းကြောင်းပထဝီနိုင်ငံရေးအရာအရေးပါမှုများကိုကြည့်ရမှာဖြစ်ကြောင်းမိမိတို့နိုင်ငံဟာတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကဲ့သို့သောနိုင်ငံရေးစနစ်မတူညီတဲ့ကမ္ဘာမှာအင်အားကြီးနိုင်ငံများ၌ပါဝင်တဲ့နိုင်ငံကြီးနှစ်ခုအကြားမှာတည်ရှိနေတာကြောင့်မိမိတို့နိုင်ငံအနေနဲ့မှန်မှန်ကန်ကန်ရပ်တည်ဆောင်ရွက်နေရန်လိုကြောင်းမိမိတို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒမှာလည်းဗတ်မလိုက်သည့်နိုင်ငံခြားရေးမူဝါဒနိုင်ငံအချင်းချင်းမိတ်ဝတ်မပြတ်ဆက်ဆံမှုရှိသည့်နိုင်ငံခြားရေးမူဝါဒကိုချမှတ်ထားပြီးအဆိုပါအချက်အပေါ်မှာအလေးနက်ထားစဉ်းစားပြီးဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးများကိုထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုပါကြောင်းအဲဒီလိုစဉ်းစားဆောင်ရွက်ရမှာလဲမိမိတို့မှာရှိတဲ့အားနည်းချက်ဖြစ်တဲ့အသိပညာအတတ်ပညာအတန်းပညာများတိုးတက်မြင့်မားလာရေးအတွက်ပညာရေးနဲ့ပတ်သက်ပြီးအဓိကထားဆောင်ရွက်သွားကြရလိုကြောင်းဒါကြောင့်ပထမအဆင့်အနေနဲ့ KG+9 အထိမဖြစ်မနေသင်ကြားနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်ကြောင်းမကြာမီကာလကပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ကြောက်မဲဒေတာမှာလည်းကျောင်းသားကျောင်းသူများအမြန်ဆုံးပညာပြန်လည်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်းကလေးငယ်များရဲ့ပညာရေးမဆုံးရှုံးစေဖို့နဲ့ပညာရေးနောက်ကျခြင်းမရှိစေရေးဆောင်ရွက်ပေးရမှာဖြစ်ကြောင်းသားသမီးချင်းမိဘချင်းကိုချင်းစာကဆောင်ရွက်ပေးရမှာဖြစ်ကြောင်းဒါကြောင့်မိမိအနေနဲ့တနိုင်ငံလုံးရှိကလေးငယ်များပညာသင်ကြားမှုများနောက်ကျကြံ့ရည်မှုမရှိစေရေးဆောင်ရွက်ပေးလျက်ရှိကြောင်းအလားတူအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပြီးခေတ္တပိတ်ထားခဲ့ရတဲ့တက္ကသိုလ်ကောလိပ်များခြေခံပညာကျောင်းများကိုလည်းအမြန်ဆုံးပြန်လည်တည်ဆောက်ပြုပြင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းမကြာမီအချိန်မှာလည်းတက္ကသိုလ်တစ်ခုကိုဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းမိမိတို့အနေဖြင့်ပညာရေးနောက်ကျနေ၍မရပါကြောင်းအဒီလိုဆောင်ရွက်နိုင်မှုအတွက်စီကံတကြဖြစ်တဲ့ရွေးကောက်ပွဲဖြစ်လာစေရေးအဲ့ဒီမှတဆင့်အစိုးရတစ်တရဲ့ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ပြီးနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာမှန်မှန်ကန်ကန်ရှောက်လန်းနိုင်မှုအတွက်မိဘပြည်သူများဒေသအလိုက်ခေါင်းဆောင်များမျိုးမိမျိုးဖများကအတတ်နိုင်ဆုံးထိမ့်သိမ်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့ပါတယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကဆက်လက်ပြောကြားရမှာစစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ပါတီဒီမိုကရေစီစနစ်ခိုင်မာစေဖို့နောက်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးဒါကျွန်တော်ဆောင်ရွက်ဖို့ဒါပြည်သူလူထုရဲ့ဆန္ဒဖြစ်ပါတယ်အခုကျွန်တော်တို့ငြိမ်းချမ်းရေးစနစ်ပြလုပ်တယ်ဒီတဲ့စနစ်ပြမမတော့ဒီစနစ်ဒီတောင်ကောင်းလဲပေါ်နေဖို့ဆိုရင်ကျွန်တော်နှုတ်ကြနေပါတယ်နောက်ကျွန်တော်တာဝန်ယူတဲ့ကာလအကြတော့လဲပြောလို့ရှိရင်တက်မတော်မနေဖို့လို့မလုပ်နိုင်ဘူးဆိုတဲ့ဟာလည်းပြောကြပါကျွန်တော်တို့ဒီထဲမှာမဲတက်မှရေးထိုးထားတယ်နော်ကျွန်တော်ကိုယ်လည်းလက်မှတ်ထိုးထားတာတယောက်ကျွန်တော်ထိုးရတဲ့ဂရီကိုကျွန်တော်ဘယ်တော့မှမဖြစ်ဘူး။ဒါကြောင့်ကျွန်တော်တို့တကယ်လို့စောစီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့မယ်ဆိုရင်အခုဒီပြစ်မှုတွေအကောင့်ထဲပေါ်နေပြီဖြစ်ပါ။ကျွန်တော်တို့ရတဲ့အချိန်လေးအတွင်းမှာတော့မှစောစဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူညီချက်ရခဲ့။ရအောင်ညှိတယ်ရအောင်ညှိခဲ့တယ်။ဒါကြောင့်တက်ဆိုင်သူပုံကူများပေါ့။တကယ်ပြည်တော်စုအကျိုးပေါ့။ပြည်တော်စုအကျိုးတိုင်းဒေသပြည်သူတွေရဲ့ပြည်သူတွေရဲ့အကျိုးနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ကျွန်တော်အလေးထည့်ပြီးဒါပြောပြစီ။အဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုဒုက္ခရောက်တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်တိုက်ပြည်ကောင်းလုပ်ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုက်ပြည်ကောင်းဖို့တဲ့လုပ်ပွဲဆိုလို့ရှိရင်အများအားအဆင်ပြေရှိတယ်ဆိုတဲ့အကြောင်းလေးလည်းထားလောင်းပြောချင်ပါတယ်ခင်ဗျာအဲဒီနောက် NCA မှာပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ကရင်တိုင်းသားခေါင်းဆောင်စောမှုတူစေဖို့NCA လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံတကာအသီးသက်သေးများ၏ကိုယ်စားလှယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံခြားရေးရာဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှင်ကျွန်းအိန္ဒိယအသီးသက်သေးနှင့်
နိုင်ငံခြားရေးအတွင်းဝင်ကိုစားအိန္ဒိယနိုင်ငံတမ္မကြီးမစ္စတာရှယ်ရီအဖေတာကိုထိုင်းနိုင်ငံမှာအာရှငြိမ်းချမ်းရေးနှင့်ပြည်내သင်းမြယ်ရေးကောင်စီ APRCE ယာယီအထွေထွေအတွင်းမှုချုပ်မြန်မာနိုင်ငံဆိုင်ရာထိုင်းတမ္မကြီးဟောင်းမစ္စတာပလက်စနုဆူဗနာဂျတာနဲ့ NCA မှာပါဝင်လက်မှတ်ရေးထိုးသူဦးအောင်မင်းတို့ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုစကားများပြောကြားခဲ့ကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတရုတ်နိုင်ငံအိန္ဒိယနိုင်ငံနဲ့အာဆီယံဒေသတွေမှာအထူးပိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ကရင်အမျိုးသားကောင်းဆောင်စောမူတူစေဖို့နဲ့ NCA မှာပါဝင်လက်မှတ်ရေးထိုးသူဦးအောင်မင်းတို့အားအမတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကြပါသည်။အဲဒီနောက်တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဂုဏ်ပြုဖော်ကျူးထားသည့်ငြိမ်းချမ်းရေးပန်းကင်တေးသချင်းဖြင့်ပြန်ကြားရေးဝန်ကြီးဌာနမြန်မာတန်တဲ့ရုပ်မြင်သံကြားမှတိုင်းရင်းသားအမှုပညာရှင်ဝန်ထမ်းများက၎င်းတိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များကတိုင်းရင်းသားယူရာအကများဖြင့်၎င်း
သွေးကပြောသောတစ္ဆာတခြင်းဖြင့်တိုင်းဒေသရည်ကျဲမှုကိုယ်စားလှယ်အဖွဲ့များနှင့်ပြန်ကြားရေးဝန်ကြီးဌာနမြန်မာတန်တဲ့ရုပ်မြင်သံကြားမှအမှုပညာရှင်ဝန်ထမ်းများက၎င်းအသီးသီးတီဆိုကပြပြောပြတင်ဆက်ခဲ့ကြပါသည်အရီနာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်ပြန်ကြားရေးဝန်ကြီးဌာနမြန်မာတန်တဲ့ရုပ်မြင်သံကြားသာသနာရေးနှင့်အေဂျင့်မှုဝန်ကြီးဌာနအမှုပညာဦးစီးဌာနတို့မှအကားအဖွဲ့များနှင့်တိုင်းသားအကားအဖွဲ့များကိုငြိမ်းချမ်းရေးဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ငွေကျပ်3,000အားပေးအပ်ချီးမြှင့်ပြီးတိုင်းသားအကားအဖွဲ့များနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပါသည်ပြန်လည်ဖတ်ပါမှာဖြစ်ပါတယ်ရှင်အခမ်းအနားပြီးမှနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်လာကြသူများကိုဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ